ကျွန်တော်တို့ဗမာအကူကြီးပေးရအောင် ဟိုဘာကူညီမှမမေးပါနဲ့ဆရာကျွန်တော်ပေးခြင်းလေအပြစ်ကြီးကြီးတာပေးခဲ့ပါဆရာရဲ့ နေပါဦးညကဘာတွေဖြစ်လာလဲ ကျွန်တော်6လမှလေလူတယောက်ကိုဟောဒီပလင်းနဲ့ရိုက်ပစ်ခဲ့တယ်ဆရာ ဟောဒါကတော့ညာတယောက်တောက်ရဆိုင်နေဝင်းနေဖြစ်တယ် မမူးဘူးတော့လည်းမတော့ဘူးအဲ့ဒီလူကိုကျွန်တော်ရိုက်ချင်လို့ရည်ရွယ်ချက်ကြီးကြီးထားပြီးတော့ရိုက်ပြစ်တာအဲ့ဒါရိုက်တာတော့မှလေကျွန်တော်ဘယ်ပလင်းနဲ့ရိုက်ရအောင်ဆိုပလင်းမျိုးစုံတွေနဲ့ဒီပလင်းကိုကျွန်တော်ရှာပြီးတော့ရိုက်တာသေလောက်တဲ့နေရာကိုကျွန်တော်ရွေးရိုက်တာဆရာရဲ့အဲ့ဒါကျွန်တော်ခေါင်းကိုဒီပလင်းနဲ့ချခဲ့တာဆရာရဲ့အဲ့ဒီလူကဆရာဝန်ဆရာရဲ့ဆရာဝန်ကိုရိုက်တာဆိုတော့ပုံပြစ်ကြည့်တာပေါ့နော်ဆရာနော်ဟုတ်တယ်မလား ညကတော်တော်လက်တံပြောင်းနေလို့ပဲ ဆရာကျွန်တော်ကလေဘာမှမဆိုပြောင်းနေဆရာရဲ့ ဟော ကျွန်တော် ဘာကိစ္စရှိလဲ ကျွန်တော်မောင်မင်းစောရဲ့ဖခင်တွင်အောင်ပါ ဟာဒေါက်တာမင်းစောရဲ့အဖေပေါ့ကျွန်တော်ရိုက်ခဲ့တာဒေါက်တာမင်းစောရိုက်ခဲ့တာထိုင်ပါဆရာထိုင်ပါဦးလေအဲ့ဒီဒေါက်တာမင်းစောကျွန်တော်ရိုက်ပြခဲ့တာအမှုဖွင့်မှုလာတာပေါ့နော်ဟုတ်တယ်မလားဟိုအမှုဖွင့်လိုက်ပါဆရာအမှုဖွင့်ပြီးလေကျွန်တော်ဖတ်ချုပ်လိုက်ပါဆရာဖတ်ချုပ်ပြီးလေကျွန်တော်လေတရားရုံတင်ပလိုက်ပါဆရာပြီးတော့ထောင်ချပလိုက်ပါဆရာပြီးတော့တခါတည်းလေဟိုရေးထားလိုက်ပါဆရာအာမကလုံးဝမပေးပါဘူးလို့မပေးနဲ့လားဆရာနော်မလို့အာမကမလို့ ဒီလိုပဲရမလဲဗျာကျုပ်တောင်းကိုရိုက်ရတာခင်ဗျားကို ဟုတ်တယ်လေဦးလေးဟိုအဲ့ဒီတော့လုံးဝအားမနာနဲ့ကျွန်တော်လုံးဝအားမနာနဲ့ဦးလေးဟိုအမှုတခါလေးဖွင့်ပလိုက်သားပါဦးလေးဟိုကျွန်တော်ကလေဦးလေးတောက်သေစေခြင်းနဲ့ဆန္ဒတွေကိုဟောဒီပလင်းနဲ့လေကျွန်တော်ကဝမ်းဆိုချထဲတာဦးလေး ကျေးဇူးကြီးလာပါလားဗျာကျေးဇူးကြီးလာပါခင်ဗျားကျုပ်တောင်းကိုရိုက်လိုက်တာသူ့ဘဝကိုအကောင်းကြည့်ပြန်ဖြစ်အောင်ပြင်ဆင်ပေးလိုက်တာပါပဲတကယ်တော့ကျွန်တော်သားလေးဟာရင်လေးနဲ့ဖြစ်နေတဲ့စိတ်ဒဇဝိညာဉ်ရှင်ပါဘေးလူတွေကတော့သူဖြစ်တာအရန်ညင်တာတော့ဟိုမတိကြဘူးပါဗျာလူကောင်းလို့ပဲထင်ကြတယ်ကျွန်တော်သားဟာအမတန်မှစာတော်တဲ့စေချောင်းသားလေးတယောက်ပါမင်းကလေးကိစ္စနဲ့အချင်းချင်းစကားများတဲ့အထက်မှာတကယ်ချင်းနဲ့ရောပြီးသူပါအစ်စ်ပါသွားလို့ခေါင်းမှာဒဏ်ရာရသွားခဲ့ပါတယ်အဲ့ဒီတည်းကကျွန်တော်ဆေးကူတာမရပါဘူးအခုဟောဒီကကျေးဇူးရှင်ကြီးကသူ့ကောင်းကိုရိုက်လိုက်တော့အကောင်းပရိပြန်ဖြစ်သွားတာပါပဲအဲ့အတွက်အရန်ကိုကျေးဇူးတင်လို့ဘယ်လိုကျေးဇူးဆရာမှမသိပါဘူးဗျာတကယ်ပြောတာပါရာကျေးဇူးတင်တယ်ဘယ်လိုဝန်တာမှမသိဘူးအမှုဖွင့်တော့လား မောင် ဆရာတော့ဖွင့်လိုက်ပါလားဆရာအကျုံးကတော့လေ ဟိုလေရှားလိုက်ရတာမောင်ရေဟိုမမစိတ်မချလို့လိုက်လာလို့လားဗောမောင်ကလေမမမရှိသလိုပဲဟိုမောင်ကလူကောင်းပါရှင်ဟိုမမအတွက်မမလေမောင်အတွက်ဆိုရင်အဆော့ဆော့ရတာဝန်ယူပါတယ်ဟိုဒါနဲ့မောင်ဘာဖြစ်လို့လဲဟိုမောင်ကိုပြစ်ပေးမယ်ဆိုရင်လေကျမကအတူတွဲပြစ်ပေးပါမောင်ကိုထောင်ချမယ်ဆိုရင်ကျမကိုလည်းထောင်ချပါဟိုမောင်တက်ဆိုရင်လေကျမအဆော့ဆော့ရအားလုံးတောင်းယူပါတယ်ဟိုကက်ဖြစ်ရင်လေမောင်နဲ့ကျမနဲ့ကလေဒီခိုင်းနေနာမှာပါဝက်ဖြစ်လို့ရှိရင် ကျွန်တော်ဒါနဲ့ရိုက်တာဘာမှမဖြစ်ဘူးဘာမှပြောတော့မှပဲကျွန်တော်တရိတ်ဆန်ပေါင်းစုံပြတ်သွားပြီမမရဲ့ ဒီပါမမရဲ့မောင်ကလေကျွန်တော်ရဲ့ကျေးဇူးရှင်အစ်စ်ကျွန်တော်ကကျေးဇူးဆက်ချင်လို့ မောင်ဟိုမှာကျေးဇူးဆက်ချင်လို့တဲ့ကျေးဇူးဆက်ချင်လို့တဲ့မောင်ရဲ့ ဟိုဦးလေးကျေးဇူးဆက်ချင်နေဆိုရင်လေရောဦးလေးပလေဟိုကျွန်တော်ကောင်းတခါတည်းကရိုက်ခွဲလိုက်ပါဦးလေး မောင်ကလေဟောရရအသေးစိတ်ကောင်းပါလားရှင်ဟုတ်ကဲ့ချောင်းပြဆက်နေရပါကျေးဇူးပြုတ်ပြီးတော့လေဟိုမနေ့ညဒိုင်ယာနဲ့ရောက်လာတဲ့ဟိုကိုနေမင်းဆိုဟုတ်ပါတယ်ရှင်ဟုတ်ပါတယ်ရှင်ဘာထူးလဲသေစိတ်မရှိတော့ဘူးလေဒါဖြင့်မင်းရောက်သွားကြတယ်လည်းမသိဘူး ကျွန်တော်ကအဲ့လိုမပြောတာနဲ့ကိုကြီးငယ်ကလည်းပင်လေ theory လေးပါလေးကပိုင်နေဆိုတော့ကန်းကြီးမှာတစ်ခုစားပြ။ easy စားပြဆွနေရ။ထိုင်မောင်းကွာ။မောင်ဘသူနဲ့စကားပြောနေတာလဲ ကိုကြီးဘသူလဲ ဟာမောင်ရဲ့ချစ်မတော်ကြီးအဲ့ဒါလည်းလိုက်ကန်းဆုံးမသိလိုက်တာ စစ်ပြက်လို့ပါကွာငါလီဩ မောင် ရေလေစိတ်နေပေါ့ပါပုံမ ဘာ လာ လာဖွင့်ပြီနော်ဝင်လာခဲ့ရမလားမောင်ရဲ့တာမိုင်ဆန်တာဘလို့ဒီရောက်နာလဲ မမရောဒီကိုဘယ်လိုလုပ်ရောက်လာလဲဟာဟဲ့လောင်းခဏနေဗျခဏနေ ဟိုတာဒါလေဟိုမမီပြောနေတယ်လေဟိုမမီရဲ့ကိုငိမ့်လေဟိုမောင် ဟိုဒါကိုလီဒါဆိုမမီနဲ့ဟုတ်တယ်ဖက်ကတော့ကျုပ်မမီကိုဖုတ်ချင်အဲ့လိုလေ တာရေ အဲ့လိုလေတားလေအဲ့လိုတားလေဖက်ကျုပ်တားလို့မခေါ်နဲ့ဗျာကျုပ်ဒီချက်ခင်ဗျလက်မခံနိုင်သေးဘူးဗျာမခေါ်နဲ့ဗျာတားလို့တား
တားလို့ခေါ်တော့မကြိုက်ဘူးဆိုရင်လေရရတာတားလည်းမခေါ်ဘူးလေနော်ညီလေးမိုင်စားဟိုညီလေးမိုင်စားမဲမေမေနဲ့လေဟိုမာမီနဲ့လေဟိုဒယ်ဒီကိုကြီးနဲ့လေညီလေးမိုင်စားကိုနိုင်ငံသားမှာရှိနေတော့တို့ကလက်ဦးသဘောတူလက်ထပ်ပြီးတော့ဝါတစ်ခုထူတောင်မယ်လို့စိတ်ပြတာနော် ဟုတ်ပါတယ်တာရဲ့ဟိုတာကိုလေမမီကလေဟိုမိုင်ဆန်းဒီအကြောင်းကြီးအားလုံးရှင်းပြခဲ့ပြီလေဟိုတာလည်းမမီကိုစိတ်ချမ်းသာစေချင်တယ်ဆိုဟုတ်လား မမီ please ဗျာခဏလေးဗျာခင်ဗျားနဲ့ကျွန်တော်နဲ့နှစ်ယောက်နဲ့ဆွေးနွေးကြတယ်ဗျာပြင်လိုက်ခဲ့ တာဒီလိုအရန်နေမပြောအောင်လေဟိုဆိုအရန်နေမလုပ်အောင်နော် မမီစိတ်ချဗျာအေးစိလုံးဝအေးစစ်စစ်ပဲနော်မမီလူကြီးတက်လက်ဖျားနေတော့တို့မှာမဟုတ်အဲ့လို ဟုတ်ပါတယ် ရဟိုညီလေးမိုင်စားအဲ့လိုပြည်လေဆွေးနွေးနေဆိုရင်တော့ဒယ်ဒီကိုရရတာလက်ခံမှာပေါ့ဟုတ်ရလေမမပူနေနော်ပါမယ် တာနော်တာစိတ်ပါနော်တာ